ဒီနေ့ကစပြီးတကြံရက်တွေမှာဖရားရဲ့အောင်ကျင်း၈ပါးကိုနေတိုင်းတင်သွားပြီးမှဖြစ်လို့ like follow subscribe လုပ်ထားတော့ကဲဒါဆိုစလိုက်ရအောင်ဒီနေ့ပြောမယ့်အကြောင်းကသမိုင်းအကြောင်းအရာတွေနဲ့တော့နည်းနည်းကွဲလိမ့်မယ်စိတ်ကိုအောင်နိုင်ခဲ့တဲ့လူတစ်ယောက်အကြောင်းအဲ့ဒီလူကတခြားလူမဟုတ်ကျွန်တော်တို့ရဲ့ဗုဒ္ဓပဲအလွန်တိတ်ဆိတ်တဲ့ညတညမှာလီမတိုက်တစ်ပင်တွေလည်းမလှုပ်ဘော်ရီပင်အောင်မှာလူတစ်ယောက်တရားထိုင်တယ်သူကတာမန်လူမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူကဗုဒ္ဓလည်းမဖြစ်သေးဘူးစိတ်ကိုအနိုင်ယူဖို့ကြိုးစားနေတဲ့လူတစ်ယောက်ဒါပေမဲ့အဲ့ဒီညဟာဗုဒ္ဓလောင်းလျာအတွက်လွယ်ကူတဲ့ညမဟုတ်ဘူးသူ့စီကိုမန်နဲ့ရောက်လာခဲ့တယ်မမြင်ရဘူးဒါပေမဲ့စိတ်ထဲမှာခံစားလို့ရတယ်မန်နဲ့ကအပြင်မှာရှိနေတာမဟုတ်ဘူးသူ့ရဲ့စိတ်တွင်းထဲမှာပဲရှိနေတာပထမဆုံးမန်နဲ့ကကြောက်စိတ်တွေဝင်လာအောင်စလုပ်တယ်မင်းမအောင်မြင်နိုင်ဘူးလက်လျှော့လိုက်တော့အဲ့ဒီချိန်မှာလေပြင်းတွေတိုက်သလိုခံစားရတယ်မုန်တိုင်းတွေတိုက်သလိုခံစားရတယ်ဒါပေမဲ့ဗုဒ္ဓလောင်းလျာကနည်းနည်းမှမလှုပ်ဘူးနောက်တစ်ခါမန်နက်ကနီးလန်းပြောင်းလိုက်တယ်ဒီတစ်ခါမှာတော့အလိုဆန္ဒတွေအလှတရားတွေလိုချင်စိတ်တွေစိတ်ကိုလှည့်စားတဲ့အရာတွေတနည်းအားဖြင့်တဏှာရာကပေါ့မန်နက်ကသူ့သမီးတွေကိုလွတ်ပြီးပြောခိုင်းတယ်ဒီလိုလာပါဒီဘွားကပိုကောင်းတယ်ဆိုပြီးတာယာလှပတဲ့နေရာမှာပြုစုပေးမယ်ဆိုပြီးခေါ်တယ်ဒါပေမဲ့ဗုဒ္ဓလောင်းလျာကကြည်လိုက်တယ်ပြီးတော့နားလဲသွားတယ်ဒါတွေအားလုံးကခဏတာပဲသူ့စိတ်နည်းနည်းလေးမှမလှုပ်ရှားသွားဘူးမန်နဲ့မနာလိုတော့ဘူးဒေါသတွေထွက်လာတယ်နောက်ဆုံးစကားတစ်ခုပြောလိုက်တယ်မင်းမဗုဒ္ဓဖြစ်ဖို့ခွင့်ရရှိတယ်ဆိုတာဘသူ့ကိုတိုင်တယ်ပြီးတက်တည်ပြမယ်ဒီမေးခွန်းကတော်တော်လေးလေးနက်ပါတယ်ပုံမှန်လူတွေဆိုရင်တခြားသူတယောက်ကိုခေါ်ပြီးတက်တည်ပြခြင်းပြလိုက်မယ်ဒါပေမဲ့ဗုဒ္ဓလောင်းလျာကတော့လက်တစ်ဖက်ကိုတဖြည်းဖြည်းမြေပြင်ကိုထိလိုက်တယ်မဟာပထဝီမြေကြီးတက်တည်ပြပါလိမ့်မယ်လို့ပြောလိုက်တယ်မြေပြင်ကမြည်ဟိလာတယ်အဲ့ဒီချိန်မှာပဲအရာအလုံးပြောင်းလဲသွားတယ်မန်နက်ကတိတ်ဆိတ်သွားတယ်ကြောက်စိတ်တွေပျောက်သွားတယ်အလိုဆန္ဒအားလုံးပျောက်ကွယ်သွားတယ်အဲ့ဒီချိန်မှာသူအနိုင်ရခဲ့တယ်ဒါပေမဲ့တခြားသူကိုအနိုင်ရတာမျိုးမဟုတ်ဘူးမိမိကိုယ်ကိုအနိုင်ယူနိုင်ခဲ့တာတနည်းအားဖြင့်မိမိစိတ်ပေါ့တခါတလေမန်နက်ဆိုတာအပြစ်မှတကယ်မရှိဘူးကိုယ်စိတ်ထဲမှာပဲရှိတယ်ဒါကြောင့်အကြီးမားဆုံးအောင်နိုင်ခြင်းဆိုတာတခြားသူကိုအနိုင်ယူတာမျိုးမဟုတ်ဘူးကိုယ်စိတ်ကိုအနိုင်ယူတာပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုနေ့တိုင်းတင်ဆက်ပေးတော့မှာဖြစ်လို့ဒီ channel လေးကို like follow subscribe လုပ်ခဲ့ပါဦးခင်ဗျာနောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့တချမ်းအပြီးကြကျွန်တော် channel လေး follower 100ကျော်ရှိနေခဲ့ရင် giveaway ပေးသွားမယ်ဆိုတာပဲဖြစ်ပါတယ်တယောက်9000နဲ့10ယောက်တိတိတောင်ပေးသွားမှာမဟုတ်လို့ channel ကို like follow subscribe မလုပ်ရသေးရင်လုပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်အဲ့ဒါပြီးတော့သိရင်တဲ့အကြောင်းအရာဗုဒ္ဓနဲ့ပတ်သက်တဲ့အကြောင်းအရာမှမဟုတ်ဘဲနဲ့အထွေထွေဘုဒ္ဓနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုသိချင်တာရှိရင်လည်း comment မှာမှတ်ခဲ့ပေးပါခင်ဗျာပြီးတော့ဓမ္မမိတ်ဆွေများအနေနဲ့ဗုဒ္ဓရဲ့ရုပ်ပုံတွေကိုလိုချင်တဲ့ပုံစံများရှိရင် comment မှာမှတ်ခဲ့ပေးပါကျွန်တော်ဖန်တီးပေးပါမယ်ခင်ဗျာ